အဖွားအရေကလက်မြောက်လို့ရလား တဲဝဲတော့တော့မစားလား အော်ဒီလောက်ပဲရတာအခုရတော့ ရပါရပါ အခုကလက်မြောက်လို့ရပြီနော်ယေရှုနာမနဲ့မြောက်လို့ရပြီအရာမြောက်လို့မရဘူး ဟုတ်တယ် အရာလည်းစကားပြောလို့မတတ်ဘူးမဟုတ်လားအခုပြောလို့ရပြီမဟုတ်လား ဟုတ်တယ် ယေရှုကောင်းများတယ်နော်ကျွန်တော်ပြောတဲ့ယေရှုအသက်ရှင်တယ်နော်ကျွန်တော်လာပြောတဲ့ယေရှုကအလုပ်လုပ်တယ်နော်အရာအဖွားစကားပြောတတ်ဘူးအခုဖယားသခင်ကြောင့်ဖယားသခင်ကောကြီးပေးကြောင့်အခုစကားပြောလာတတ်ပြီအဖွားနဲ့စကားပြောရတော့မယ်နော်တီတူနဲ့ပြရတော့မယ်နော်ဟာလေလုယာ ယေရှုယေရှုကောင်းများတယ်မဟုတ်လား ဒီဘက်ကြပါပါ အာမင်ယေရှုတည်တဲ့ယေရှုဖျားပြော လုပ်ပြီးလည်းဝယ်ကြပါ ဘယ်တော့မှကျေးဇူးတင်တယ်ကျေးဇူးတင်တယ်ကျေးဇူး ကျေးဇူးတင်ပါတယ် အကိုလိုပြီးအကြီးကဆိုဘာမှဖွင့်လို့မရဘူးအခုအလို100% ဖြစ်ပါပြီလဲမြောက်လို့ရပြီမြောက်ယေရှုနာမနဲ့မြောက်အခုဝူးရှိတော့ကြတော့ကဲ့ဒီလားမကဲ့တော့ဘူးနော် တဲ့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  ကိုလို ဘ